ရောက်ရမနေရင်နေနောင်တလာကြောင်းလဲတော့သူကေယေရှုကာရတဲ့အသက်ကိုစေလူသားအလုံးထွက်ပါယေရှုကိုအမိမပြုနေရင်အဘယ်သူများခမဲတော်ထံသို့မရောက်ရ